ဒီလို story ကောင်းတစ်ခုရှိတယ် experience ကောင်းတစ်ခုရှိတယ်ဆိုလို့ရှိရင်လည်း story တွေတစ်ပုဒ်ကို share လိုက်တာတင်လိုက်တာနဲ့ sales ကတောက်လျှောက်အဲ့တစ်လလုံးမှာ9ဆလောက်တက်လာတယ်အားလုံးပဲမင်္ဂလာပါညီမတို့အမိုးရဲ့ marketing advisor ရွေးမြတ်ပဲဖြစ်ပါတယ် 5 star ပေးသွားတဲ့ client ရဲ့ experience ကြောင်းလေးပေါ့နော်သူကတော့ cosmetic လုပ်ငန်းပဲပေါ့နော်အပြင်ဆိုင်ကတော့အိမ်မှာဖွင့်တာ online မှာပဲအထည်လေးတွေနဲ့ပေါ့နော်ဒီဇိုင်းလို့ရောပြီးတော့ရောင်းတာပေါ့နော်သူရဲ့ sales ကလက်ချိုးရည်လို့ရနိုင်တဲ့ပမာဏလေးဖြစ်တဲ့အခါကျတော့သူ sales ကိုအရင်တက်ချင်တာပေါ့နော်တက်ချင်တော့ဆိုလူတွေကိုသွားတဲ့အခါကျလို့ရှိရင်ပုံစံမျိုးနဲ့သွားလို့ရတယ်ဒီညီမလေးရဲ့အားသာချက်မှာဘာရှိသွားလဲဆိုတော့ experience ကောင်းကောင်းရှိတယ်သူကိုယ်တိုင်ဖြတ်တန်းမှုတဲ့ experience ကောင်းကောင်းရှိတဲ့အခါကျတော့အရင်တော့ဆိုလို့ရှိရင်သူ weight နည်းနည်းများတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ weight ချတဲ့ journey လေးတစ်ခုရှိတယ်သူကိုယ်တိုင်ဆေးတွေတောက်တယ်weight ချတဲ့ဟာမျိုးလေးလုပ်တယ်ပေါ့နော်သူကိုယ်တိုင်တိတတာနဲ့ကိုလာပိုင်းနဲ့ကိုသူကြာသွားတဲ့ဟာလေးရှိတယ်ဒီ story လေးပေါ့နော်ဒီ story လေးကကျတော့စကားပြောရင်းမှာပဲတိလာဆိုတော့ဒီဟာကရန်ဝတ်တက်ဖို့အတွက် main အချက်ကြီးဖြစ်နေတာကိုနှစ်ယောက်တူတူရှာတွေ့မိသွားတာပေါ့နော်ဒီညီမလေးကကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အခုသူကသူ့ရဲ့ journey လေးကို page မှာသူ sharing လုပ်လိုက်တယ်ပေါ့နော်သူဘယ်နှလမှာဘယ်နှပေါင်သူကြာသွားတယ်ဆိုတဲ့ဟာလေး sharing တင်လိုက်တဲ့အခါမှာသူအများကြီးလာမေးကြတဲ့အခါမှာအဲ့ဒီတစ်ချိန်ထဲမှာလေသူ sales တွေတောက်လျှောက်တက်လာတယ်ပေါ့နော်ဒါကြောင့်မို့လို့လုပ်ငန်းတစ်ခုမှာရောင်းဝတက်ချင်တယ်ဆိုလို့ရှိရင်လေကိုတိုင်းမှာရှိတဲ့ story တွေကိုလည်းထုတ်ပြီးတော့ဒီ customer တွေကူညီပေးဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့ weight တက်နေတဲ့သူတွေရှိတယ်ဘယ်လိုချရမလဲမသိဘူးအခုနောက်ပိုင်းဆိုဘာလဲဆိုတော့ safety မဖြစ်တဲ့ weight ချနေရအများကြီးရှိကြတယ်လေ safety ဖြစ်အောင်ဘယ်လိုနည်းလမ်းနဲ့ချရမလဲရှေ့ကနေပြီးတော့ဥဆောင်ပြီးတော့ကိုကကြော်ဖြတ်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနောက်ကနေပြီး weight ချချင်တဲ့သူတွေအတွက်ကိုကလမ်းပြနိုင်တဲ့သူတယောက်ပေါ့နော်အဲ့လိုမျိုး story တွေတစ်ပုဒ်ကို share လိုက်တာတင်လိုက်တာနဲ့ sales ကတောက်လျှောက်အဲ့တစ်လလုံးမှာ9ဆလောက်တက်လာတယ်ဒီကလည်းပေါ့သေးသေးထားလို့မရဘူးအဲ့တော့ကို့မှာဒီလို story ကောင်းတစ်ခုရှိတယ် experience ကောင်းတစ်ခုရှိတယ်ဆိုလို့ရှိရင်လည်းသူများတွေကိုလည်း sharing လေးလုပ်ပေးဖို့လိုတယ် business တစ်ခုမှာအရန်ရေးကြည့်တဲ့အပိုင်းလေးရှိရပေါ့နော်ဒါကြောင့်မို့လို့ကို့စီမှာဒီလို story လေးရှိနေပြီလားရှိနေပြီဆိုလို့ရှိရင်စပြီးတော့အသုံးချဖို့အတွက်ကြံလေးပေးခြင်းနဲ့တကယ်လို့မရှိသေးဘူးဆိုလို့ရှိရင်လည်းဘယ်လိုမျိုး idea တွေကပို့ပြီးတော့ကောင်းမလဲဘယ်လို idea တွေထုတ်ကမလဲဆိုတဲ့ဟာလေးခေါင်းစားနေရဆိုလို့ရှိရင်เนาะအပေါ်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီးတော့ advisor စုံစမ်းလို့ရပါတယ်ရှင်ဟုတ်ဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်